အာလုံးသောဒုဓမ္မဆွေတော်မျိုးတော်တွေလည်းငယ်စဉ်တောင်ကြီးကလေးလေးဘဝတည်းကရလာခဲ့တယ်လို့ဟောဒီမှာဒီကနေ့ထောက်တာဝယ်ကြီးကင်ထားတဲ့ကိုတော်လည်းဟိုကလေးလေးကလေးကရလာတာပါပဲဒီတော့ပြိဿငယ်ငယ်လေးတဲ့ကယဉ်ဤထိတွေ့လာတဲ့လင်္ကာလေးဖြစ်တော့ဘာမှမဆန်းတယ်လို့ပဲမအောင်မေ့ဘူးလားဦးဇင်းတို့လည်းတရားတွေခေါ်လိုက်မှာဒီလင်္ကာကောင်းလိုက်တာလို့ဒီလင်္ကာဘသူရေးတာလဲလို့လေ့လာလိုက်တဲ့အချိန်ကျမှဟာပေါ့ပေါ့သေးသေးမဟုတ်ပါလားဆိုပြီးတော့စာတွေပြန်ကြည့်ရတာဟုတ်လားရှင်မင်းဒီအုပ်စိုးခဲ့တဲ့မင်းတို့မင်းတရားလက်ထက်တော်ကာလကလေးကသင်္ကစားသရောဘုရားကြီးကအာလုံးသောလူငယ်လူကြီးလူရွယ်လူလက်အကုန်လုံးလိုက်နာနိုင်အောင်ဗုဒ္ဓရှင်တော်မြတ်ဟောကြားလိုက်တဲ့သုတ်တန်ကြီးတစ်ခုလုံးကိုခြုံမိငုံမိအောင်ရေးဆက်လိုက်တဲ့အခါကျတော့အဲ့ဒါကိုလူသားတိုင်းသိနေတာကသာသမီဝတ္တရား၅ပါးဟုတ်လားတကယ်တော့ပြိဿမြန်မာကဗျာမြန်မာစာလို့ထင်တော်လဲပဲဒီအချက်အားလုံးဟာမြတ်စွာဘုရားရဲ့သုတ်တန်တစ်ခုလုံးကိုသောဘုရားကြီးကယူပြီးတော့ဆက်ထားတာဒီတော့ဒီလင်္ကာဟာဘုရားဟောလားမြန်မာစာကမြန်မာစကားလားဘုရားဟောစကားဟုတ်လားဗုဒ္ဓရှင်တော်မြတ်ကိုတော်တိုင်ရှင်တို့တော်ထွက်လို့ဟောကြားခဲ့တဲ့တရားဒေသနာသင်္ကစားသောဘုရားကြီးကလူသားတိုင်းအားလုံးနားလည်အောင်ဆက်ဆိုခဲ့တဲ့အတွက်ကြောင့်မြန်မာစကားမြန်မာစာပေလို့မထင်လိုက်ပါနဲ့တဲ့ဒါဆိုရင်ဗုဒ္ဓရှင်တော်မြတ်ဘာကိုမိန့်ညင်တာလဲဟောဒီလောကကြီးထဲမှာသာသမီဖြစ်ကြတဲ့ပုဂ္ဂိုလ်တိုင်းအတွက်အမေတို့အဖေတို့ရဲ့နှုတ်ကမပြောထွက်လို့မပြောရလို့ပြောမထွက်ခဲ့တဲ့စကားတွေကိုရှင်တော်မြတ်ဘုရားကမိဘနှစ်ပါးရဲ့ကိုယ်စားရွှေနှုတ်တော်ထွက်လို့ဟောပေးထားတယ်တကယ်တော့ပြိဿမိဘဝတ္တရားလည်းမဟုတ်ဘူးသာသမီဝတ္တရားလည်းမဟုတ်ဘူးသာသမီတွေကိုကြည်ပြီးတော့အမေတို့အဖေတို့ရဲ့နှလုံးသားထဲကမျောလင့်သွားတဲ့မျောလင့်ချက်ဆိုရင်ပို့ပြီးတော့မှန်တယ်ဟုတ်လားနံပါတ်4မိန်တော်မူလိုက်တဲ့ကြွေးမွေးမပြတ်ဒါကိုဒုပရိသခိုင်မာတဲ့စကားလေးတခွန်းထည့်ပြောမယ်ဘတောဝါနောပရိသတိတဲ့ပါဠိတော်မှာဒီအတိုင်းသာအဲ့ဒီဘတောဝါနောပရိသတိဆိုတဲ့စကားလေးကိုသောဘုရားကြီးကကြွေးမွေးမပြတ်ဆိုပြီးတော့လေးလုံးနဲ့ပိုင်အောင်ဆက်ထားတာဟုတ်လားဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုတော်မြတ်ရဲ့ရွှေနှုတ်တော်ကစတင်ပြီးတော့မိန့်လိုက်တဲ့စကားဟေမင်းတို့ကိုမွေးပေးလိုက်တဲ့မင်းတို့ရဲ့မိဘနှစ်ပါးသည်ငယ်စဉ်တောင်ကြီးဘဝလည်းနှလုံးပခုံးနဲ့လက်နဲ့သင်ဝါဘတ်တော်ကစီနဲ့လူဖြစ်အောင်ကျွေးမွေးဆောင်ရှောက်လာတဲ့အရွယ်ကလေးကအမေရင်ဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆိုနေတဲ့သားငယ်သမီးငယ်ကလေးကိုကြည်ရင်နဲ့မင်းတို့ရဲ့အမေမျက်လုံးအိမ်မှာမျောလင်းချက်တွေနဲ့အာရပါရရှင်မြူနေခဲ့တယ်ဘယ်လိုများမျောလင်းချက်တွေထားခဲ့သလဲဆိုရင်ငါတို့သည်လောကကြီးထဲမှာအထီးကျန်တဲ့မိသားစုဘဝကလွန်မြောက်လို့လာခဲ့ပြီးငါရင်ဝင်ထဲမှာဟောဒီမှာနှုတ်ကြိုတွေတောက်ဆိုနေတဲ့ငါသားကြီးငါသမီးကြီးလောကကြီးအလဲငါတို့ရဲ့မိသားစုဘဝထဲမှာရောက်လို့လာခဲ့ပြီတဲ့ငါတို့ကအခုလိုချစ်ချစ်ခင်ခင်ရိုးရိုးရရမြတ်မြတ်နိုးနိုးနဲ့ပြုစုလှုပ်ကြွေးပေးနေသလိုပဲသင်္ခါရသဘောတရားအတိုင်းတနည်းနည်းတစ်ချိန်ချိန်မှာအိုမင်းရင်ရောလာမယ်ငါတို့ကလည်းတခါတခါမှတတိရိမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဖြစ်တဲ့ဘဝကိုရောက်ရအောင်မှာအဲ့ဒီလိုအသက်တွေကြီးပြီးတော့တတိရိမခိုင်ထမိန်မနိုင်ပစိုးမနိုင်ကျင်ငယ်မနိုင်ကျင်ကြီးမနိုင်ဘဝများရောက်ခဲ့မယ်ဆိုရင်ဘာမှအားငယ်စရာမလိုဘူးတဲ့ဟောဒီငါရင်ဝင်ထဲမှာနှုတ်ကြိုတွေအာရပါရတောက်ဆိုနေတဲ့ငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာတဲ့နှုတ်တိုက်နေတဲ့အမေရင်ထဲမှာလည်းမျောလင့်နေတယ်ဘိနာကအမေကိုအားပေးနေတဲ့အဖေမျက်နှာကလည်းပြုံပြုံကြီးနဲ့မျောလင့်ခဲ့ဘူးပါတယ်မြတ်စွာဘုရားကဒီစကားကိုမိန့်ညင်တာဟ
ဟုတ်လားမင်းတို့ကိုငယ်ငယ်လေးတည်းကကွာတဲ့နှုတ်ကြိုတိုက်ကြွေးတဲ့ကမင်းအဖေနဲ့မင်းအမေကမျောလင့်သွားတယ်ငါတို့ကဟောဒီမှာရိုးရာပြုစုပေးနေသလိုငါတို့အသက်ကြီးရင်လေငါသားကြီးငါသမီးကြီးကငါတို့ကိုပြန်ပြီးတော့ပြုစုလုပ်ကြွေးပေးမှာလို့နံပါတ်1မျောလင့်ချက်အနေနဲ့မျောလင့်သွားတယ်တဲ့ပရိသတ်ရေမိဘနှစ်ပါးရဲ့ယင်တွေကမျောလင့်ချက်ကိုမိဘနှစ်ပါးကတော့မပြောရလို့မပြောထွက်ခဲ့ပေမဲ့မြတ်စွာဘုရားကရွှေနှုတ်တော်ထွက်လို့မိန့်ခဲ့ဘူးတယ်ဒီတော့အားလုံးတို့သာသမီဖြစ်ကြတဲ့ဦးဇင်းတို့အပါဝင်အားလုံးဓမ္မဆွေတော်မျိုးတော်တွေအမေတို့အဖေတို့ကရင်ဝင်ထဲမှာနိုးတိုက်စဉ်ကာလကလေးကမျောလင်းခဲ့တဲ့ဒီမျောလင်းချက်ငါသည်အမေနဲ့အဖေအပေါ်မှာဘလောက်များကြည်ခဲ့ပြီလေတဲ့ကိုရေကြီးပြန်ပြီးတော့သုံးသက်ကြည်စမ်းပါကြည်ပြီလားစဉ်းစားနော်အမေတို့ကဟောဒီရင်ဝင်ထဲမှာနှုတ်ကြိုတိုက်ကြွေးစဉ်ကာလကလေးကမျောလင့်သွားတာဒီသားကြီးဒီသမီးကြီးကြည်လာရင်ငါတို့ကလည်းအိုလာမှာငါတို့အိုလာရင်ငါတို့ကိုဟောဒီငါသားသမီးကပြန်ပြီးတော့လှုပ်ကြွေးဆောင်ရှောက်မှလို့မျောလင့်သွားတယ်အဲ့ဒီမျောလင့်ချက်ကိုဘုရားကမိန့်လိုက်တယ်ဒါဆိုရင်တို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေအိမ်မှာရှိနေတဲ့မိဘနှစ်ပါးမရှိတော့တဲ့မိဘနှစ်ပါးရဲ့အပေါ်မှာငါဘလောက်တာဝန်ကြည်လိုက်သလဲကြွေးမွေးမပြတ်တာအောင်ငါဘလောက်များကြည်ပြွန်လိုက်သလဲလို့စဉ်းစားကြည့်စမ်းပါမကြည်သေးရင်ဘာလုပ်ရမလဲကြည်အောင်ဆက်ရမယ်ကြည်သွားတယ်ဆိုတဲ့အဆင့်ကတော့ရောက်ဖို့လွယ်ပါမလားမလွယ်ဘူးပြိဿတချို့သားသမီးလေးတွေရဲ့ဘဝမှာဝမ်းနည်းစရာကောင်းနေတဲ့စိတ်ဓာတ်တွေပေါ်နေကြတယ်အမေဟိုအဖေဟိုတွေတတိမခိုင်တော့ဘူးကျင်ငယ်ချင်းကြီးမနိုင်တော့ဘူးအေးမိမိရဲ့အိမ်ပေါ်မှာမိမိရဲ့မျက်စိရှေ့မှာမြင်နေပေမဲ့နှာခေါင်းလေးတရှုံရှုံနဲ့မလုံကျွေးမပြူးစိုးတဲ့သားသမီးတွေမြောက်များစွာရှိမနေဘူးလားကြည့်လိုက်စမ်းပြိဿဒီအချိန်ကျမှတတိမခိုင်လို့ကျင်ငယ်ချင်းကြီးမနိုင်တဲ့အမေတို့အဖေတို့ဘဝကကိုကမြင်ရတာကိုယ်တော်ကပြိဿအမေရင်ဝင်ထဲမှာပါချခဲ့တဲ့အီအီတွေစုထားမယ်ဆိုရင်နဲပါမလားမိမိပေါက်ချခဲ့တဲ့ရှူရှူတွေများစုထားမယ်ဆိုရင်ခါလံပုံတွေနဲ့တောင်တင်လို့ရမယ်ကဲအမေတို့အဖေတို့ရဲ့စိတ်ဓာတ်တွေကသာအမလီဒီလောက်ညစ်ပတ်တဲ့ကလေးသွားဟဲဆိုပြီးတော့များပြစ်ခဲ့မယ်ဆိုရင်ပြစ်ခဲ့တဲ့နှလုံးသားများမိဘနှစ်ပါးရဲ့ရင်ထဲမှာရှိမယ်ဆိုရင်ကိုယ့်ဘဝဟာလူဖြစ်ပါမလားဘလောက်ပင်ဆိုပါစေဘလောက်ပင်တွေပါစေကျင်ငယ်ချင်းကြီးဘယ်နှကြိမ်မဲပါချသွန်ကြပါစေငါသားလေးကရှိစရာငါသမီးလေးကရှိစရာငါသားလေးကချစ်စရာငါသမီးလေးကချစ်စရာလို့ရင်ဝင်တွေကသားသမီးလေးကိုပျော်စရာလေးအဖြစ်နဲ့တော့အမေတို့အဖေတို့ကယူရပြီးတော့ကြွေးမွေးပေးခဲ့ရတာကို့အလဲကြမှာအမေနဲ့အဖေကိုယွန်းစရာဆိုပြီးနှာခေါင်းရှုပ်နေအဲ့ဒီသားသမီးအမွေခံထိုက်ပါမလားဒါဘု து စကားလဲမင်းတို့မိဘနှစ်ပါးကမင်းတို့ဟိုးငယ်ငယ်ကလေးတွေကနှုတ်တိုက်ကလေးကမွေးဖွားကလေးကမျောလင်းခဲ့တယ်ဒီမျောလင်းခြင်းမင်းတို့ကြည်အောင်မဆိုင်ရင်မင်းတို့သည်အမွေခံထိုက်တဲ့သာသမီမဖြစ်နိုင်ပါဘူးတဲ့ပရိသတ်ရေအဲ့ဒီအထဲမှာကိုယ်ဘယ်ဘက်မှာပါမလဲအလုံးတို့ပြိတ္တတွေအမွေခံထိုက်တဲ့သာသမီဖြစ်ခြင်းသလားမထိုက်တဲ့သာသမီဖြစ်ခြင်းသလားကဲအမွေခံထိုက်တဲ့သာသမီကတော့လူတိုင်းမဖြစ်ခြင်းဘူးလားဖြစ်ခြင်းနဲ့အမွေခံထိုက်ပါတယ်ထိုက်ခြင်းပါတယ်ဆိုတဲ့ကိုယ့်ရဲ့လုံရဲ့လေးတွေပြန်သုံးသပ်ကြည့်ပါအောင်အမေနဲ့အဖေကိုဦးဖြားဖြားဓမင်းပူပူဟင်ပူမူလေးကောင်းကောင်းလေးနဲ့ဘယ်နှခါများလှုပ်ကြွေးပြီးပြီလဲကိုရတဲ့လကလေးတွေကိုရတဲ့ငွေကြီးလေးတွေနဲ့မိဘနှစ်ပါးအတွက်စေဝါကောင်းကောင်းလေးတွေဓာတ်စာကောင်းကောင်းလေးတွေနဲ့ဘယ်နှကြိမ်များတတိတရားနဲ့ခရော့ပြီးပြီလေခြေစုပ်လက်နဲ့ဆိုတာအသာထားအောင်နော်ကျွတ်တို့တောသူတောင်သားလူဒန်းစားတွေရဲ့အသိဉာဏ်တွေထဲမှာသိပြီးတော့မလုပ်ဖြစ်တာတွေအများကြီးပဲဟုတ်တယ်မို့လား
ကိုမကလေးနှစ်ယောက်တော့ဟောဒီရင်ဝင်ထဲမှာလဲကင်ထားပြီးလက်မှာလဲတယောက်ဆွဲထားပြီးဆိုရင်တောင်ကြီးတော်တော်ကြီးတယ်ထင်ပြီးတော့အမေနဲ့အဖေရဲ့အိမ်ကိုတောင်မှမရောက်တဲ့သားသမီးတွေမြောင်များစွာမရှိဘူးလားမလုပ်ရဘူးနော်အမွေခံထိုက်ပါမလားဒီတော့အလုံးသောဒုဒဂရမပေါင်းသူတော်ကောင်းနေခိုးတော့ကမသိရသော၎င်းတတိမမူမိရသော၎င်းဖယားအမိန်စကားကိုမသိတဲ့အတွက်ကြောင့်သော၎င်းအမှုမဲ့အမှန်ပဲနဲ့နေခဲ့ကြပါလိမ့်မယ်ဒီကနေ့တည်သွားတဲ့အချိန်မှာပြင်လိုက်ပြီးဆိုရင်တော့သူတော်ကောင်းစရင်ထဲမှာတော့ကြံအောင်မှာပါသိရင်မသိရင်သိပြီးတော့မပြင်းသူရုပ်မှာပို့ဆိုးသွားတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်မိမိတို့ရဲ့မိဘနှစ်ပါးသက်ရှိထင်ရှားရှိသေးတယ်ဆိုရင်တတ်နိုင်အောင်ကြိုးစားပြီးတော့ကြွေးမွေးပါတတ်နိုင်အောင်ကြိုးစားပြီးတော့ပြုစုလုပ်ကြွေးပါမိဘနှစ်ပါးရဲ့အပေါ်မှာမိမိတို့ရဲ့ယူရပေးလိုက်တဲ့ထမင်းပူပူဟင်းပူပူလေးနဲ့ခြာကြွေးလိုက်စမ်းပါမိမိတို့ရဲ့တိတတ်တဲ့အသည့်လိမ္မာလေးတွေနဲ့အမေတို့အဖေတို့ရဲ့နှလုံးသားကိုအေးချမ်းစေလိုက်စမ်းပါဟုတ်လားကျွေးမွေးမပြတ်ဆိုတာအဲ့ဒါပဲငါတို့ကကျွေးမွေးခဲ့သလိုပဲတဲ့ငါသားကြီးငါသမီးကြီးကြည့်ရင်လည်းငါတို့အားငယ်စရာမလိုတော့ဘူးပြုစုစောင့်ရှောက်မဲ့သူလောကကြီးမှာရလာပြီဆိုပြီးမျှော်လင့်ထားတယ်ဟုတ်လားတချို့သားသမီးလေးတွေပြောတာရှိသေးတယ်ကိုတော့တဲ့ကိုမှလည်းသားသမီးနဲ့လူမွေးစည်းဝါးကတတ်နိုင်တဲ့လောက်တော့ကျွေးတာပဲတဲ့ဘယ်အချိန်တိုင်းတော့လုပ်ပေးနိုင်မလဲတဲ့ကဲအဲ့ဒါမျိုးတော့မကြဘူးလားစဉ်းစားကြည့်တယ်ကျုပ်တို့ခမည်းတော်အမေတွေကကျုပ်တို့ကိုတတ်နိုင်သလောက်ရွေးပြီးမွေးလာတာဟုတ်ရလားအားရရှိလို့မွေးလာတာဟုတ်ရလားတတ်နိုင်အောင်ကြိုးစားပြီးတော့မွေးလာတာမိုးဘလောက်ခေါင်ခေါင်သီးနှံနေဘလောက်ပဲမရပါစေအမေရင်ဝင်တွေကမွေးလာမဲ့ကိုဝန်လေးကိုတော့အမေကယူရလို့ပေးနေတာပါပဲဆန်စည်းတွေဘလောက်ပင်ကြီးကြီးတိုင်းပြည်ကြီးဘလောက်ပင်ပြတ်ပါစေအမေကတော့ဟောဒီကိုဝန်လေးကိုလူသားတယောက်ဖြစ်လာဖို့စောင့်ရှောက်ပေးခဲ့တာပါပဲဆန်စည်းကြီးလို့စီစည်းကြီးလို့တိုင်းပြည်ပြက်လို့ခက်ခဲနေရှိလို့ဆိုပြီးတော့အမေကနေမိမိလွယ်ထားတဲ့ကိုဝန်ကိုဖျက်ချခဲ့တာရှိရလားမရှိဘူးနော်ပြိဿကြီးအဲ့ဒါကြီးကိုကိုအလဲကြမှာတတ်နိုင်တဲ့လောက်တော့လှုပ်ကြွေးတာပဲဆိုတော့ကိုပါဇက်ကထွက်တဲ့စကားကြီးကအရန်အောက်တန်းကြမနေဘူးလားမပြောပါနဲ့ပြောလည်းမပြောပါနဲ့အဲ့ဒီစိတ်ဓာတ်တွေလည်းမရှိပါနဲ့အမေနဲ့အဖေကိုယူရလိုက်စမ်းပါပြုစုလိုက်စမ်းပါလှုပ်ကြွေးလိုက်စမ်းပါအဲ့ဒါဆိုရင်မိဘနှစ်ပါးရဲ့နှလုံးသားမှာလည်းငြိမ်းချမ်းလိမ့်မယ်ကိုယ့်ရဲ့ဘဝမှာလည်းဖရာသာဓုခေါ်ခံရတဲ့ပုဂ္ဂိုလ်ဖြစ်သွားလိမ့်မယ်ဒီဘဝမှာလည်းជីវတိုးတက်လိမ့်မယ်ဘဝတန်ត្រာမှာလည်းအစဉ်မြင့်တဲ့သုဂတိဘဝကိုရောက်ရလိမ့်မယ်အကောင်းကြီးဖြစ်လာမှာပါဟုတ်လားဒီတော့နံပါတ်1အမွေခံထိုက်ဖို့ဆိုရင်မိဘကိုဘာလုပ်ရမလဲပြုစုလုပ်ကြွေးရမယ်ဒါဆိုရင်နံပါတ်2အပိုက်ကဘာတဲ့လဲဆောင်ရွက်စီမံနဲ့ဟောဒီငါတို့ရဲ့ရင်ဝင်ထဲမှာနှုတ်ကြိုတွေတောက်ဆုံနေတဲ့ငါသားငါသမီးကြီးတပြေးတပြေးနဲ့လူလုံးလူပန်းကြီးကြီးလာမှာဘဝမှာပညာရေးနဲ့ပဲစီးပွားရေးနဲ့ပဲဒီကူးဝင်လာတဲ့အခါရောက်ရင်ငါတို့လုံးနေတဲ့ငါတို့ရဲ့လူမှုရေးတာဝန်တွေစီးပွားရေးတာဝန်တွေပညာရေးတာဝန်တွေဘာသာရေးတာဝန်တွေကိုပခုံးပြောင်းပြီးတော့ငါတို့ကိုကူညီစောင့်ရှောက်ပေးမှာလို့မိဘနှစ်ပါးရဲ့ရင်ထဲကနံပါတ်2မျောလင်းချက်ပေါ်လာပြန်ပြီတဲ့ဟုတ်လားမင်းတို့ရဲ့မိဘနှစ်ပါးကမင်းတို့ကိုဒုတိယမျောလင်းချက်နဲ့မျောနှင့်သွားပြန်တယ်ဖယားမိန်တော်မူလိုက်တယ်အဲ့ဒါပါလေဆိုရင်မင်းတို့အသက်ကြီးလာရင်လူလားမြောက်လာရင်သူတို့မလုံနိုင်တဲ့လူမှုရေးစီးပွားရေးပညာရေးဘာသာရေးတာဝန်တွေကိုမင်းတို့ကသူတို့ကိုယ်စားပခုံးပြောင်းပြီးတော့ဆောင်ရွက်ပေးမှလို့မျှော်လင့်ထားတယ်အေးအမေတို့အဖေတို့မျှော်လင့်လိုက်တယ်အဲ့ဒီမျှော်လင့်ခြင်းနံပါတ်2ကိုရောမင်းတို့ဘလောက်ဖြည့်ပြီးကြပြီလေဖခင်ကမေးလိုက်ရင်တို့ပြိဿဘယ်လိုပြန်ဖြည့်မလဲပြန်မဖြေရဘူးလို့မှားလိုက်လားဖြေစရာစကားမရှိဘူးမို့လားစဉ်းစားနော်ပြိဿ
ဟောဒီထဲမှာဝန်ထမ်းတွေရဲ့သားသမီးတွေပါမယ်ဟောဒီထဲမှာလယ်သမားတွေရဲ့သားသမီးတွေပါမယ်ဟောဒီထဲမှာဂုံတွေရဲ့သားသမီးတွေပါမယ်မပါဘူးလားအိမ်ကအဖေတရွေးညီထမ်းပြီးတော့60ကျော်အရွယ်အထိလှုပ်ကြွေးရတာမြင်နေရအောင်မယ်အိမ်ကအဖေအစိုးရကပင်စင်ယူပြီးတာတော့မှရက်သေးရွာတွေရှောက်ပြီးတော့ရှာရတာတွေ့ရအောင်မယ်မတွေ့ရဘူးလားစဉ်းစားကြည့်စမ်းပြောနေတာကထေရဝါဒဗုဒ္ဓဘာသာဗုဒ္ဓရဲ့အဆုံးအမကိုထေရဝါဒလမ်းစဉ်အတိုင်းခံယူနေတဲ့နိုင်ငံကြီးလည်းပြောရဲ့ကဲပရိသတ်ဒီမြန်မာနိုင်ငံကနေ international တစ်ခုတစ်ကမ္ဘာလုံးကိုပတ်ကြည့်လိုက်စမ်းဝန်ထမ်းတစ်ယောက်ဟာအသက်ဘယ်လောက်မှပင်စင်ပေးတယ်60မြန်မာနိုင်ငံတစ်နိုင်ငံနဲ့ဟုတ်ရဲ့လားနိုင်ငံတကာမှာဒီအတိုင်းပဲဒီတော့ပြိဿဝန်ထမ်းတစ်ယောက်ဟာအသက်60မှာပင်စင်ယူရတယ်တဲ့ဘာကြောင့်ပင်စင်ယူရတာလဲဟောဗျာမကွေးမျိုးလောက်လှတာမရှိပါဘူးပြုံးမပြပါနဲ့ပြောပြရင်တော်ပါပြီဟမ်ပရိသတ်ရင်မျက်စိတွေမုံလာပြီနားတွေထိုင်လာပြီခါးတွေကိုင်းလာပြီလက်တွေမတန်တော့ဘူးအရင်စကားနဲ့ရှင်းအောင်ပြောရင်ဟေးမင်းမျက်စိမုံပြီနားထိုင်ပြီခါးကိုင်းပြီမင်းလက်တွေတုံနေပြီမင်းမလုံနဲ့ကွာအိမ်ပြန်ပင်စင်ယူလိုက်တော့လို့ပြောတာနဲ့မတူဘူးလားတတိတွေကလည်းမေးလျော့လာပြီးခန္ဓာကိုယ်ကြီးကလည်းမတန်ဆွမ်းတော့ဘူးခေါင်းပေါ်ကိုကြည့်လိုက်ပြန်တော့လေသပင်တွေကဖြူနေပြီဒါကြောင့်မင်းပင်စင်ယူတော့တဲ့မြန်မာနိုင်ငံကနေကဘာတစ်ခွင်လုံးမှာ60ပြည့်ရင်ဘာလုပ်သလဲ60ပြည့်လို့မယူရင်ဘာပြောမလဲဟုတ်ဗျာ60ပြည့်လို့မယူတဲ့လူတော့မရှိဘူးလားအဲ့ဒါဆိုခင်ဗျားတို့ဘာပြောမလဲတိုင်းပြည်ကိုကိုယ့်တက်ချစ်လို့ဒါပဲခမရတို့သူတို့လောက်မချစ်လို့ဟုတ်တယ်မလားတိုင်းပြည်အတွက်ငါအသက်ပေးမယ်80 80သိရင်သိပြီသိတဲ့အထိငါလုပ်မယ်ဆိုရင်ဒီလောက်တိုင်းပြည်ချစ်တဲ့လူတွေကပြိဿဒါချီးကျူးရမှာဗောဟုတ်တယ်မလားဟုတ်လားအဲ့တော့60ပြည့်ရင်ပင်စင်ပေးတာကတော့နိုင်ငံတကာရဲ့စီကံဖြစ်တဲ့အတွက်ကိုယ့်အိမ်ကအဖေဝန်ထမ်းဆိုရင်ရောအသက်ဘယ်လောက်မှပင်စင်ရမှာ60နော်ဒါဆိုရင်အသက်60ရွယ်မှာတတိတွေချွတ်ချော်လာပြီးခါးတွေကိုင်းလာပြီးနားတွေထိုင်းလာပြီးဆံတွေပြူလာပြီးမျက်လုံးတွေကမုံလာပြီးလက်ချေတွေမတန်တော့တဲ့အတွက်ကြောင့်ပင်စင်ပေးလိုက်ပါပြီတဲ့နိုင်ငံတော်ကတော့ပင်စင်ပေးလိုက်ပါပြီအိမ်ပေါ်ရောက်လာတဲ့ကိုယ့်အဖေနဲ့ကိုယ့်အမေသားသမီးတွေကပင်စင်ပေးပြီးပြီလားစဉ်းစားနော်အဖိုးကြီးတွေအဖွားကြီးတွေ60ဆိုတဲ့အရွယ်ဟာကံကောင်းထောင်းမှလို့နေရပါမှနောက်ထပ်10နှစ်15နှစ်60အထိဒီသားသမီးတွေစားဖို့ရှာခဲ့ရတယ်နေဖို့ရှာခဲ့ရတယ်ပညာသင်ပေးဖို့ရှာခဲ့ရတယ်မစွန်တဲ့ကောင်လေးတွေကောင်မလေးဆိုရင်ကျင်ရတော့မှရှာမပေးရဘူးလားအဲ့ဒီတော့မိဘက60အထိဒီတာဝန်တွေကိုအဆက်ယူလာခဲ့ပါလေနဲ့60ပြည့်လို့နိုင်ငံတော်ကပင်စင်ရတဲ့အဖေကပင်စင်စာအုပ်လေးကင်ပြီးတော့နေပူကျဲမိုးရွာထဲမှာပင်စင်ထုတ်နေရသေးတယ်ဆိုရင်အဲ့ဒီသားသမီးတွေရှက်စရာမကောင်းဘူးလားဝန်ထမ်းသားသမီးဆိုရင်လည်း60ပြည့်သွားတဲ့အဖေကိုပင်စင်ပေးပြီးပြီလားလို့စဉ်းစားကြည့်စမ်းပါလယ်သမားသားသမီးကုန်တဲ့သားသမီးဆိုရင်ရော60ပြည့်သွားတဲ့အဖေတို့တန်ဆွမ်းသေးရဲ့လားတန်ဆွမ်းသေးရဲ့လားမတန်ဆွမ်းတော့တဲ့ဒီအဖေနဲ့အမေကိုပင်စင်ဘာလို့မပေးနိုင်ရတာလဲဝမ်းနေစရာမကောင်းဘူးလားနိုင်ငံတော်ကပင်စင်ပေးလိုက်ပြီးတော့ပင်စင်စာအုပ်လေးခေါင်းအောင်မှထိုးထားရင်းနဲ့အင်္ဂါမွေးလာတဲ့သားသမီးကတဆင်မွေးလာတဲ့မြည်ကလေးကိုလက်ကဆွဲကြောင်းလွယ်အကြီးကိုတစ်ဖက်ကလွယ်ထမင်းရိုက်ကိုင်းရိုင်းတိုင်းနဲ့ကြောင်းကြိုးကြောင်းပိုးလို့ရတဲ့အဖိုးကြီးအဖွားကြီးတွေလည်းမြောင်များစွာမရှိဘူးလားကဲပရိသတ်စဉ်းစားကြည့်စမ်းနိုင်ငံတော်ကတော့ပင်စင်ပေးလိုက်တာသားသမီးပင်စင်မပေးလို့ဘဝမှာမချမ်းသာသေးတဲ့မိဘနှစ်ပါးရဲ့ဘဝတွေမြင်နေရတာမရှိဘူးလားကဲအဲ့ဒီသားသမီးတွေအမွေခံထိုက်ပါမလားစဉ်းစားတော့ဖယားမိတ်တဲ့စကားဟုတ်လားအမွေခံမထိုက်ဘူးဆိုမှတော့သွားပြီအဲ့ဒီသားသမီးနတ်ပြည်တွေနိဗ္ဗာန်တွေဆူတောင်းမနေနဲ့ဘယ်သွားမလဲကိုပြောတဲ့နေရာကိုသွားကြဘူးဟုတ်လားစဉ်းစားတော့နိုင်ငံတော်ကလည်း60ပြည့်လို့ပင်စင်ပေးလိုက်ပါပြီဝန်ထမ်းဘဝမှာ60ပြည့်လာသလိုပဲကုန်တဲ့ဘဝမှာလယ်သမားဘဝမှာ60ပြည့်လာရင်အတူတူပါပဲမျက်စိတွေမုံနာတွေထိုင်ခါတွေကိုင်းလာတဲ့ဒီအဖိုးကြီးဒီအဖွားကြီးတွေကို
အင်္ဂါသာသမီတွေကမြည်ထိန်ခိုင်းမြန်ပြီ60ရွယ်သပင်ဖြူကမှတောင်းတောင်းတင်းတင်းတီးနေတဲ့မင်္ဂလာပွဲကိုလည်းလွတ်ပြန်ပြီမသွားရဘူးလားသာသမီတွေမှာတော့အဖိုးကြီးဘွားကြီးတွေကလူမှုရေးပြတ်မှာဆိုလို့ဆိုဖိတ်စာလေးကန်တုံကြည့်နဲ့ဟိုးတောင်းတောင်းတင်းတင်းကြားတယ်လေသွားပြီးတော့မင်္ဂလာဆောင်မလိုက်ရဘူးလားကဲပြိတ္တရှက်စရာမကောင်းဘူးလား60အထိလှုပ်ကြွေးလာပြီပဲတော်ပါတော့အနာပေးလိုက်ပါတော့ဟုတ်လားအဖေတို့အမေတို့ရဲ့ယင်ထဲမှာတော့မိမိကိုမွေးကင်စားရွယ်တဲ့ကမျောလင့်လာတဲ့အခါအဲ့ဒီလိုများလှုပ်နေရရင်သာသမီညူညင်မှာစိုးလို့လှုပ်ပေးနေရပေမဲ့အဖေနဲ့အမေရဲ့ယင်ထဲကတောကအပူဟာငြိမ့်မှာမလားအောင်မလေးကွာငါတို့မွေးအောင်လဲကြိုးစားကြရတယ်ကျွေးအောင်လဲကြိုးစားကြရတယ်ပညာလဲသင်ကြရတယ်သာသမီရမြည်ရတာတော့မှငါတို့ကိုဒီတိုင်းပဲခိုင်းလို့ကောင်းတော့နဲ့ရင်ထဲမှာတော့တောကရာဒီပါပဲရင်ထဲကတောကတွေဟာငြိမ့်မှာမလားဒီတော့ကဲပြိတ္တအဲ့ဒီသာသမီမျိုးကိုရက်ွက်ကလူကြီးနော်ကြည်စမ်းမအောင်ဟဲ့အဖေဘိုးကြီးဘွားကြီးဒီလောက်ဖြစ်နေတာခိုင်းလို့တော့ဆိုတဲ့ဝေဖန်တန်ကြီးရောမကြားရနိုင်ဘူးလားကြားရနိုင်တယ်အဲ့ဒီတဲ့ဝမ်းနေစရာကောင်းတာကပြိတ္တတချို့ဘိုးကြီးဘွားကြီးတွေကလေဝါသနာလေးပါလာလို့ငါတရားဝဲသွားမယ်နော်တို့တရားဝဲသွားမယ်ဆိုဟာဖီတို့မင်းတို့ကလည်းဗျာနေစမ်းပါဒီညဇကားကောင်းလို့ပါခင်ဗျားတို့မြည်နေတဲ့အိမ်မှာအိမ်စမ်းပါဆိုသွားလို့ရသေးလားသူတို့ကျွေးတဲ့အလှည့်ရောက်ပြီဆိုတဲ့အခါကျတော့လေမိဘနှစ်ပါးကအရှုံးပြီးငြိမ်နေရတာပဲဒါကြောင့်မဖြစ်စေနဲ့ဟုတ်လားကျွေးမွေးမပြတ်ဆောင်ရွက်စီမံဟောဒီတန်ဝန်နေရကိုမကြေပြုံကြဘူးဆိုရင်တော့အဲ့ဒီသာသမီတွေမြတ်စွာဘုရားမိန့်လိုက်တာအမွေခံလုံးဝမထိုက်တဲ့သာသမီတွေဖြစ်ပါပြီဝမ်းနဲ့စရာမကောင်းဘူးလားဒါကြောင့်မိမိဒီဘယ်အထက်မှာပါမလဲကိုယ့်ကိုယ်ကိုရဲရဲကြီးဆင်ရင်ရဲရဲကြီးသုံးသပ်ပြီးရင်ဒီကနေ့ကစားနောင်မနှက်ဖန်ကစားပြီးတော့ငါသည်အင်္ဂါငါအဖေနဲ့ငါအမေကိုပင်စင်ပြီးတော့မယ်ကလေးမထိုင်ကလေးထိန်မခိုင်းတော့ဘူးဟိုနာဒီနာမခိုင်းတော့ဘူးအိမ်ဆောင်မခိုင်းတော့ဘူးတရားပွဲပဲသွားခိုင်းတော့မယ်လို့လမ်းကြောင်းပြောင်းလိုက်ရင်အချိန်မမီဘူးလားကဲဒါဆိုရင်ပြိတ္တဘယ်နှချက်ပြီးသွားပြီလဲနှစ်ချက်သာပြီးတယ်နာယီဝဲရှိနေကျွေးမွေးမပြတ်ဆောင်ရွက်စီမံမွေခံထိုက်စေပြိတ္တဆိုကြည်စမ်းပါတယ်လေမွေခံထိုက်စေဟဲ့စကလုံးလေးမလှဘူးလားကျုပ်ကဆရာတော်ကြီးအုံနောက်ဖောက်စားတာဒီစကလုံးယူပြီးမှအမွေခံထိုက်သူဖြစ်ပါစေဆိုနည်းနည်းပြောင်းလိုက်တာဟုတ်လားငွေခံထိုက်စေတဲ့နော်ပြိတ္တစကလုံးလှတယ်မိဘနှစ်ပါးကမိမိကိုနိုးရိုးတိုက်ကျွေးတဲ့အရွယ်တုန်းကတတိယမျောလင်းသွားတဲ့မျောလင်းချက်ကငါတို့သည်ဟောဒီလောကကြီးအလယ်မှာဇီဝတွေပညာတွေရှာရင်းနဲ့တပြေးတပြေးနဲ့သိဆုံးသွားကြမှာငါတို့သိဆုံးသွားမယ်ဆိုရင်ဘာမှပူစရာမလိုတော့ဘူးဟောဒီလောကကြီးထဲမှာလောကုတ္တရာနယ်ပယ်မှာထားခဲ့တဲ့လောကုတ္တရာအမွေတွေရှိတယ်လောကီနယ်ပယ်မှာထားခဲ့တဲ့အိုးအိမ်ချမ်းမြေတိုက်တာရွှေငွေတွေကြံခဲ့လိမ့်မယ်ဟောဒီကြံခဲ့တဲ့လောကီလောကုတ္တရာအမွေကောင်းလေးကိုဖြင့်ဟောဒီငါသားတွေငါသမီးတွေကဆက်ပြီးတော့အမွေခံကြမှာငါတို့အမွေတွေကိုလည်းအမွေခံမဲ့သားသမီးတွေရပြီဆိုပြီးတော့ကိုယ့်ကိုနှုတ်တိုက်နေရင်အမေတို့အဖေတို့ကပျော်လာခဲ့တာဟုတ်လားဒီတော့သားသမီးတွေရဲ့ဘဝဟာဟမ်မကြဘူးလားအမေဖေသေးတော့အမွေတွေဘယ်လိုရလဲသားသမီးတွေရတာသိကြလားအမေနဲ့အဖေသိရင်သားသမီးတွေအမွေခံထိုက်တယ်ဆိုပြီးတော့အမွေတွေယူလိုက်ကြတာပရိသတ်ရဲ့ပြေးရပြေးကြောင်ခွဲလို့မပြီးဘူးဆိုရင်ရုံအောင်တက်ပြီးတော့အမွေခံထိုက်တာရုံတက်ပြီးတော့အမွေတွေမခွဲကြဘူးလားအမွေခံထိုက်လိုက်တဲ့သားသမီးတွေအမေနဲ့အဖေအသက်ထင်ရှားရှိစဉ်ကာလတုန်းကတော့ဟိုသားကိုပို့ပြီးတော့မျက်နှာလိုက်တဲ့ဒီသမီးအငယ်ကြတော့ပို့ပြီးတော့ဦးစားပေးတယ်ဆိုပြီးတော့စိတ်ကောက်တယ်လို့စိတ်ဆိုးတယ်လို့နဲ့အမေနဲ့အဖေရဲ့အိမ်ကိုမလာအမေနဲ့အဖေသိပြီးဆိုတဲ့အခါကျမှရက်ကွက်ကသိအောင်သားသမီးအရင်မှန်သိအောင်ငိုရတာလဲပင်ပန်းကြပါတယ်ဒီလိုသားသမီးတွေရောမရှိဘူးလားအောင်ဖို့ကောင်းတယ်အမေနဲ့အဖေအသက်ထင်ရှားရှိတုန်းကတော့အမေတို့ကသူ့ကြတော့ပို့ပေးတယ်ကျွန်တော်ကြတော့လုံမပေးဘူးဆိုစိတ်ဆိုးမလားသေတဲ့အခါကျအဲ့ဒီလူကအချင်းကြီးငိုတာ
ဘာဖြစ်လို့လဲအမွေစင်းထဲမှာမပါမှာကြောက်လို့ဟုတ်လားဒီတော့ပြိဿအမွေခံထိုက်ပါတယ်ဆိုပြီးတော့လောကဥပဒေကရောမပေးထားဘူးလားလောကဥပဒေကပေးလို့စားလိုက်ပေမဲ့ပြိဿအမွေကိုတခင်မထိုက်တဲ့သာသမီဟာခံစားတိုင်းကြောက်เสียမကောင်းဘူးလားဒါဆိုရင်အာလုံးသောတို့တရားနာပရိသတ်ပေါင်းသူတော်ကောင်းတွေဟောဒီမကွေးတိုင်းရဲ့မကွေးမြို့နယ်မှာအမွေခံထိုက်တဲ့သာသမီတွေထဲမှာဘယ်မွေတွေဘလောက်ခံနဲ့အမေတို့အဖေတို့လက်ထက်တုန်းကဖရာတကာကျောင်းတကာတွေဖြစ်သွားတဲ့မိဘတွေမြောင်များစွာမရှိဘူးလားဇယက်တကာလမ်းတကာဂူကျောင်းတကာဖြစ်သွားတဲ့မိဘတွေမရှိဘူးလားကဲပရိသတ်နောက်တစ်ခုမေးမယ်နော်ဟောဒီမှာစင်းလေးရွှေလေးငွေလေးတိုက်တွေကားတွေကြတော့လူရပြီးတော့ငါတို့လဲဆိုင်နေငါလဲပိုင်နေလို့ခွေနေလိုက်တဲ့သာသမီတွေအဖေတို့အမေတို့လူခဲ့တဲ့ဇယက်တစောင်းဂူကြောင်းလေးကြတော့ဟေ့ဒါကတို့အမေလူခဲ့တဲ့ဇယက်ဒီဇယက်ကိုငါတို့အမြဲတမ်းမပြတ်အောင်ထိမ့်သိမ်းစောင့်ရှောက်လူမယ်ဘသူမှမကတ်နဲ့ဆိုပြီးတော့များအဲ့ဒီကောင်းမှုအလှူတွေကြတော့အမွေကိုလူခွဲတာကြားဘူးလားတချို့ဘုန်းကြီးတွေကအပြောကောင်းတယ်တကားလေးတွေလာအောင်ဒါမင်းတို့မိဘတွေလူခဲ့တဲ့ဇယက်ကွာအခုပြိုကြတော့မယ်ငါလည်းပြင်ကောင်းမလားစဉ်းစားမင်းတို့မိဘအမွေဆိုတာခံယူထိုက်တယ်ကွာပြင်냐ဆိုတော့မသိကြအောင်ဆောင်းသွားတဲ့သားသမီးတွေမရှိဘူးလားဟောကဲဝမ်းနေစရာမကောင်းဘူးလားအဲ့ဒီအကြောင်းများတွင်လေကျုပ်ကအမြဲတမ်းဝမ်းနေတယ်ဘာဖြစ်လို့လဲသိလားကျုပ်ဖြစ်ပုံဟုတ်လားဖြစ်ပုံလေးပြောပြအောင်နိုင်ငံခြားမသွားခင်ပတ်စံလေးစုထားတာ3,800,000ရအဲ့တော့ကျုပ်တို့သွားတဲ့ချိန်ဒေါ်လာမှ220ပဲရှိတာမလီ2သိန်းကျော်ရရင်ဒေါ်လာ1000ရရင်ငါသွားလို့ရတယ်ဆိုစုထားတာအဲ့ဒီဆရာတော်ကြီးကမောင်ကောင်းကြီးရဲ့ရိတ်တာလေးဖွင့်ရအောင်ကွာတဲ့ဟာဆရာတော်ရိတ်တာဖွင့်ကျောင်းကကျင်းတယ်လို့တပည့်တော်ကျောင်းနဲ့ချက်မှရမယ်လို့ချက်ပေါ့ကွာတဲ့ဆရာတော်ဒီအလူရှင်တွေကအခုရှိသေးလားဟာလူကြီးတွေတော့မရှိတော့ကွာသူသားသမီး9ယောက်ကတထေးသေးကွာတဲ့မင်းတို့လှုပ်လိုက်တယ်လှုပ်ပြီးသူတို့ခေါ်လိုက်ရင်လူမှာပေါ့ကွာတဲ့ဟာဒါဆိုရင်တော့ချမယ်ပေါ့ခွင်မဲပေါ့ငါမပြည့်တဲ့2,200,000လေးပြည့်ရင်လည်းပြည့်သွားမယ်ပေါ့လေဟဲ့လားရှိတာလေးရင်းထည့်လိုက်အောင်မယ်ဆိုဟဲ့လားကြောင်ကိုဖြိုးဖြက်ချထည့်လိုက်တာချပြီးတော့တကားတဲ့အញ្ញံဆောက်တစ်ခန်းချဲ့ပြီးတော့အញ្ញံဆောက်ပြီးတော့ကောင်းမှုရှင်လေးအရင်တိုင်းပြန်တဲ့ဆေးတောင်တုတ်ထားလိုက်သေးတယ်ကဲဆရာတော်ဘုန်းကြီးတကား9ယောက်ဖိတ်လိုက်တော့မနက်ဖြန်မွေးငါချက်ခိုင်းထားမယ်မွေးငါလေးချက်ခိုင်းထားပြီးတော့ကျောင်းကနေဆောက်ဟဲ့တကားကြီးတို့လာကြခင်ဗျားတို့အလှူရဲ့အကြောင်းရင်းရောသိပြီလားမသိဘူးဗျာဆရာတော်ကြီးခေါ်လို့လားဒီမှာဒါခင်ဗျားတို့မိဘတွေလို့ပြောတယ်ဟာဟုတ်တယ်ဗျာတပည့်တို့မိဘတွေလှူခဲ့တာအဲ့ချိန်ကြီးတော့အတတ်ရောဝမ်းသာနေတာဟုတ်လားဟုတ်ပြီဒီနေရာလေးခုကျတို့ရိတ်တာဖွင့်မှာမို့လို့ယောဂီတွေတရားထိုင်ဖို့နေရာကျင်းလို့ခုတခန်းချက်လိုက်တာတခါကြီးအစာဆုံးဟိုအောင်ဒီအောင်ပေါင်းလိုက်3သိန်းတော့ကုန်တယ်အဲ့တော့သားသမီးဆိုတော့မိဘအမွေခံထိုက်တော့ခံရတာပေါ့ဗျာလို့ခင်ဗျားတို့သားသမီးတွေလှူလို့ရအောင်လို့ကျုပ်ကပြောပေးတာလို့အဲ့ဒါလေးခေါ်ပြောတာဆိုတော့လေတယောက်နဲ့တယောက်မျက်စပြင်းပြီးတော့မလှုပ်တော့ကိုကဒီလူတွေစိတ်နေရှူတွေတွဲလဲနဲ့ဒီလောက်လာကြအေးစစ်ပါလို့ကံကောင်းလို့များ3သိန်းကျော်လို့ရင်ငါမျက်အောင်မှာနော်လားပြီးလဲပြီးရောပြန်လဲပြန်ကန်ပြီးဘုံရေတပည့်တို့ပြန်တော့မယ်နော်တဲ့ဝမ်းသာတဲ့ဘုံရေတာဓုခေါ်တဲ့ဘုံနဲ့တပည့်တို့နောက်ဘွားကျတော့ရေဆက်ဆုံးမှာပေါ့ဆိုတော့ဟောဗျာတာဓုတစ်လုံးပဲရောက်ဟဲ့ငါဒီတိုင်းသွားပါဟာလားပရိသတ်စဉ်းစားကြည့်ကြုံပါလေအကြံကောင်းရင်တစ်ချက်လို့အောင်မိလိုက်တာ3သိန်းတောင်သူများကြီး3သိန်းကျော်ကျွေးတင်လိုက်သေးတယ်ဟုတ်လားအဲ့ဒီသားသမီးမျိုးနဲ့တွေ့ပြီဆိုတော့ဘုန်းကြီးတောင်မှမရဘူးရှုံးတာပဲဟုတ်လားအဲ့တော့ပရိသတ်အဲ့ဒီလိုသားသမီးတွေအများကြီးလောကမှာမရှိဘူးလားရှိတယ်ဟုတ်လားမိဘရဲ့အမွေကိုလောကီစည်းစိမ်နေကြတော့အပြိုင်ခွဲအပိုင်ယူခဲ့ပြီးတော့အမေတို့အဖေတို့ရဲ့စည်းစိမ်နဲ့ချမ်းသာလာတဲ့ဘဝကြီးကိုမေးပြီးတော့အမေတို့အဖေတို့ဆောက်ခဲ့တဲ့ကျောင်းဇရက်ဖယားဒါလေးတွေတောင်ပြန်ပြင်ဖို့အထိသရာမရှိတော့ဘူးဆိုရင်အဲ့ဒီသားသမီးအမွေခံထိုက်ပါမလားပရိသတ်ရဲ့လူသားမဘဝကိုမဆိုပါနဲ့ယဟန်တစ်ပါးရဲ့ဘဝကိုနည်းနည်းလေးအာယုံပြုကြည့်ပါယဟန်နေမှာပရိသတ်ရဲ့ကိုယ်တိုင်စီးပွားရှာပြီးတော့လှုပ်ရှားလို့ရရလားဘသူတွေပေးတာစားရတယ်တရားဓမ္မလှူတာကိုစားရတာပရိသတ်ဟာလွယ်လေးရတာဘုန်းကြီးတွေအစဉ်ပြေလိုက်တာလို့မအောင်မင်းနဲ့မစားတတ်လို့ရှင်နောက်ဘဝခမည်းတော်အိမ်မှာကျွတ်တို့ကဘာပြန်ဖြစ်မှန်းမသိဘူးဘာဖြစ်လို့လဲမြတ်စွာဘုရားကအဲ့ဒီမှာအမိန့်တစ်ခုထုတ်ခဲ့တယ်ဟေ့ငါသားတွေမင်းတို့တရားဓမ္မလှူတဲ့ပစ္စည်းလေးပါးကိုပြည့်စွက်ခန္ဓာမစင်ခြင်းပဲနဲ့စားရင်တဲ့မင်းတို့စားတာဟာတန်တွေတန်ခဲမိကြီးရဲရဲကိုဝါမျိုးနေတာနဲ့အတူတူပဲတဲ့ကဲကြောက်စရာမကောင်းဘူးလားတရားဓမ္မလှူလိုက်တဲ့ဆွမ်းအလကားရတာပဲဆိုလွယ်လွယ်စားလို့မရဘူးဦးဇင်းတို့ကဒီဆွမ်းကိုပြည့်စွက်ခန္ဓာဆင်ခြင်းမေတ္တာပို့ပြီးမှဖုံးပေးရတာ
အဲ့ဒီလိုမဖုံးမေးဘူးဆိုတာနဲ့ဒီနေ့24နာရီပြည့်ည12နာရီထိုးတာနဲ့ဦးဇင်းဟာအဲ့ဒီတနက်အဲ့ဒီတရက်စားလိုက်တဲ့အာဟာအဲ့ဒါအားလုံးဟာဦးဇင်းအတွက်ကျွေးတင်သွားပြီတန်တရာအထိကျွေးတင်သွားပြီကြောက်စရာမကောင်းဘူးလားဘာအပြစ်မှမကြည့်ဘူးနော်မေတ္တာမပို့မစင်ကျင်တာလေးပဲရှိတယ်ကဲ229သွဲသိက္ခာပုဒ်ကိုဆင်မြန်းထားတဲ့သီလနဲ့ပြည့်စုံပါတယ်ဆိုတဲ့ရတော်တွေတောင်မှမိမိကိုလူတက်လိုက်တဲ့စွမ်းကိုမေတ္တာမပို့ပဲဖုံမေသုံးဆောင်ရင်ပြည့်စုံခန္ဓာမဆင်ခြင်းမဲနဲ့ဖုံမေသုံးဆောင်ရင်အေးအဲ့ဒီကိုတော့တန်တွေတန်ခင်မိကြီးရဲရဲကိုခဲစားနေတာနဲ့တူပါတယ်ဆိုရင်တော့ပရိသတ်ရေမိဘနှစ်ပါးရဲ့လောကုတ္တရာအမွေတွေကိုမသိကြအောင်ဆောင်လောကီအမွေတွေကိုတော့အပိုင်ယူပြီးတော့မိနေတဲ့သတ္တမီတွေအမေတို့အဖေတို့ထားခဲ့တဲ့အမွေတွေထမင်းလုံးတစ်လုံးတစ်လုံးကို